Pride လုပ်ငန်းဆိုတာကျမတို့လူမှုပတ်ဝန်းကျင်မှာအဘဘကနေအကျိုးပြုပြီးတဲ့မုံမြတ်တဲ့ဒါနလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Charity ပြုလုပ်ခြင်းဆိုသည့်ခေါင်းစဉ်အောက်တွင်ကဏ္ဍအသီးသီးမှာကိုအားတန်ရာပိုင်နိုင်ရာမှတဆင့်လှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကိုချီးကျူးဂုဏ်ပြုသည့်အနေနဲ့မတူကွဲပြားတဲ့ Charity အဖွဲ့အမျိုးအစားတွေကိုဒီအစီအစဉ်လေးမှတဆင့်တင်ဆက်လိုက်ရပါတယ်။ Hey Charities ကျန်းမာရေးပရဟိတအဖွဲ့များကျန်းမာရေးဆိုင်ရာပရဟိတအဖွဲ့များဟာကျန်းမာရေးနယ်ပယ်အသီးသီးတွင်ယောဂအမျိုးမျိုးကိုစူးစမ်းလေ့လာရာ၌ရန်ပုံငွေထောက်ပံ့ခြင်းအခမဲ့ကုသမှုများဆောင်ရွက်ခြင်းဇေဝများထောက်ပံ့ခြင်းကျန်းမာရေးဆိုင်ရာအသိပညာများကိုမျှဝေခြင်းဝေဒနာရှင်လူနာနှင့်မိသားစုဝင်များအားထောက်ပံ့ပေးခြင်းစတဲ့လှုပ်ရှားမှုတွေကိုဆောင်ရွက်ကြပြီး ACS American Cancer Society Doctors Without Borders MSF တို့လိုအဖွဲ့အစည်းတွေပါဝင်ပါတယ်။ Education Charities ပညာရေးပရဟိတအဖွဲ့များဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပညာရေးကဏ္ဍတိုးတက်မြင့်မားလာရေးအတွက်အထောက်အပံ့တွေပေးတဲ့အဖွဲ့အစည်းတွေဖြစ်ကြပြီးနယ်ပယ်အသီးသီးမှထူးချွန်ကျောင်းသားကျောင်းသူများအတွက် scholarship ဝန်ဆောင်မှုတွေအခမဲ့ပညာသင်ကြားနိုင်မယ့်အစီအစဉ်တွေစာရေးကိရိယာနှင့်တင်ထောက်ကူပစ္စည်းလှူဒါန်းမှုများကိုပြုလုပ်ကြပါတယ်။ Environmental Charities သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားမှုတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဂေဟစနစ်သမားမျှတမှုများအတွက်ဘေးမဲ့သစ်တောများရေကန်များမြစ်များနှင့်မျိုးတုံးမိအန္တရာယ်နှင့်ရင်ဆိုင်နေရသောဇီဝမျိုးစိတ်များကိုထိန်းသိမ်းစောင့်ရှောက်ခြင်းပလတ်စတစ်နှင့်စွန့်ပစ်ပစ္စည်းများ၏ဆိုးကျိုးများကိုပညာပေးတားမြစ်မှုများလှုပ်ဆောင်ကြသည့်အဖွဲ့အစည်းများဖြစ်ကြပါသည်Human Rights Charities လူအခွင့်အရေးလှုပ်ရှားမှုအဖွဲ့များလူအခွင့်အရေးဆိုင်ရာပရဟိတအဖွဲ့အစည်းဆိုသည်မှာလူသားတိုင်း၏အခြေခံအခွင့်အရေးများနှင့်လွတ်လပ်မှုများကိုကာကွယ်ရန်နှင့်တိုးတက်အောင်မြင်စေခြင်းအတွက်အထူးအာရုံစိုက်သောအဖွဲ့အစည်းများဖြစ်ပြီး၎င်းတို့ဟာအနိုင်ကျင့်မှုများကိုတားဆီးခြင်းမတရားမှုကိုတော်လှန်ခြင်းတန်းတူညီမျှမှုကိုမြင့်တင်ခြင်းနှင့်နှိပ်စက်ခံရသူများကိုထောက်ပံ့ပေးခြင်းစသဖြင့်လှုပ်ရှားမှုများကိုလှုပ်ဆောင်ကြပါသည်Religious Charities ဘာသာရေးပရဟိတအဖွဲ့အစည်းများဘာသာရေးအဖွဲ့အစည်းများမှတဆင့်ပရဟိတလုပ်ငန်းများကိုဦးစီးဆောင်ရွက်ကြခြင်းဖြစ်ပါတယ်။ Animal Charities တရိတ်ဆန်ကယ်ဆယ်ရေးအဖွဲ့များတရိတ်ဆန်ကယ်ဆယ်ရေးအဖွဲ့များအနေနဲ့စွန့်ပစ်ခံတရိတ်ဆန်လေးများကိုကယ်ဆယ်ရေးခိုးလောင်ရာများဖန်တီးပေးခြင်းများလုပ်ဆောင်ကြပါတယ်။ Community Charities လူမှုဖူလုံရေးအဖွဲ့အစည်းများလူမှုဖူလုံရေးအဖွဲ့များဟာဒေသအသီးသီးရှိပြည်သူလူထုများ၏လူမှုရေးကျန်းမာရေးပညာရေးနှင့်စီးပွားရေးဆိုင်ရာအခက်အခဲများကိုကူညီဖြေရှင်းရန်အဓိကပါဝင်ကြပါသည်။ Sport Charities အားကစားဆိုင်ရာလူမှုအဖွဲ့အစည်းများအားကစားဆိုင်ရာပရဟိတလှုပ်ရှားမှုများအနေနှင့်လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်အားကစားပြိုင်ပွဲများပြုလုပ်ကျင်းပပေးခြင်းထူးချွန်သူလူငယ်များကိုထောက်ပံ့မှုများပံ့ပိုးခြင်းများလုပ်ကိုင်ကြပါတယ်။ဒီလောက်ဆိုရင်မတူညီတဲ့ charity types တွေကိုလေ့လာမိလောက်ကြမယ်လို့ထင်ပါတယ်ရှင်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် page ကို like and follow လေးလုပ်ပေးခဲ့ကြဖို့တိုက်တွန်းလိုက်ရပါတယ်။